လီနာတယောက်နိုးလာတဲ့အချိန်မှာတော့သူမဘေးနားမှာဂျိုသားတစ်ကောင်ရောက်နေတာကိုရုတ်တရက်တွေ့လိုက်ရလို့အရန်ကိုလန့်သွားခဲ့ပါတယ်။သူမထွက်ပြေးဖို့ကြိုးစားပေမဲ့မလွတ်ခင်မှာပဲဂျိုသားကသူမကိုလှုပ်မရအောင်အတင်းဖိချုပ်ထားခဲ့ပါတယ်။လီနာလည်းအတက်နိုင်ဆုံးရုန်းကန်ပေမဲ့မရခဲ့ပါဘူး။ဂျိုသားကသူမကိုပို့ပြီးတင်းကျပ်အောင်ဖိထားတဲ့အတွက်ဓမ္မခံနိုင်ပဲလီနာတယောက်သတိမေ့သွားခဲ့ပါတယ်။အဲ့ဒီဂျိုသားကလီနာလှုပ်ရှားသမျှကိုအကုန်လိုက်ကြည့်ပြီးသူမလှုပ်သမျှကိုလိုက်လုံနေတာပါ။လီနာပြန်တတိရလာတဲ့အချိန်မှာတော့ဂျိုသားကထွက်မသွားသေးပဲရှိနေသေးပါ။ဒါပေမဲ့ဒီတစ်ခါမှာတော့ဂျိုသားကသူမလှုပ်သမျှကိုအတူခိုးနေတယ်ဆိုတာကိုလီနာသဘောပေါက်သွားပါတယ်။ဒါကြောင့်သူမကဒီအချက်ကိုအသုံးချဖို့ဆုံးဖြတ်လိုက်ပါတယ်။လီနာဟာသူမရဲ့ကြောပုတ်အိမ်နာကိုဖြည်းဖြည်းချင်းကတ်သွားပြီးအိတ်ထဲကနေမီးစုံဘုံတစ်လုံးကိုထုတ်ယူလိုက်ပါတယ်။ပြီးတော့အဲ့ဒီဘုံကိုဂျိုသားရဲ့လက်ထဲဖြည်းဖြည်းချင်းသွားထည့်ပေးလိုက်ပါတယ်။ဒါပေမဲ့ဂျိုသားရဲ့လက်ကိုထိလိုက်တဲ့အချိန်မှာပဲဂျိုသားရဲ့လက်ကတဖြည်းဖြည်းပြောင်းလဲသွားပြီးလီနာလက်ပုံစံမျိုးအတိအကျဖြစ်သွားပါတယ်။တကယ်တော့အဲ့ဒီဂျိုသားကလူတွေရဲ့မျိုးရိုးဗီဇကိုချက်ချင်းပုံတူကူးချနိုင်စွမ်းရှိနေတာပါ။ဒါကိုမြင်တော့လီနာလည်းအရန်ကိုလန့်သွားခဲ့ပါတယ်။ဒါပေမဲ့လောလောဆယ်အရေးကြီးဆုံးကဒီနေရာကနေလွတ်မြောက်ဖို့ဆိုတော့လီနာဟာဘုံရဲ့စနက်တံကိုအမြန်ဖြုတ်လိုက်ပြီးအဲ့ဒီနေရာကနေလွတ်ရာကိုပြေးထွက်လာခဲ့ပါတယ်။ချက်ချင်းဆိုသလိုပဲဘုံပေါက်ကွဲသွားပြီးဂျိုသားလည်းမီးလောင်သွားခဲ့ပါတယ်